မပိုင်ဆိုင်ရတဲ့တစုံတဦးအားတတိရတဲ့အခါမေတ္တာပို့ပါမင်္ဂလာပါခင်ဗျာလူငယ်တယောက်စိတ်ဓာတ်ကျနေသည်ဆိုတဲ့စာအုပ်လေးကိုပြန်လည်မျှဝေဖတ်ပြလိုက်ပါလေခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်မပိုင်ဆိုင်ရတဲ့တစုံတဦးအားတတိရတဲ့အခါမေတ္တာပို့ပါကိုယ်တင်နဲ့ထပ်တူချစ်ရတဲ့တစုံတဦးကိုလွန်တတိယလာတဲ့အခါသူ့မျက်နှာလေးကိုမြင်ယုံကြည့်ပြီးမေတ္တာပို့ပါမေတ္တာဆိုတာပို့တဲ့ကိုယ်လည်းအေးချမ်းရသလိုမေတ္တာပို့ခြင်းခံရတဲ့တစ်ဖက်လူလည်းအေးချမ်းစေပါတယ်တတိယတဲ့အခါလွမ်းဆော့တန်းတအနေမဲ့ဆိုရင်ကိုယ်လည်းပူလောင်နေရမှာဖြစ်သလိုတစ်ဖက်ကလည်းစင်ပြေပြေနေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုမပိုင်ဆိုင်ခဲ့ရတဲ့တစုံတဦးကိုတတိယတဲ့အခါဝမ်းနဲ့ပူဆွေးပြီးလွမ်းဆော့တန်းတနေမဲ့အစားသူစင်ပြေဖို့နဲ့သူပျော်ရွှင်ရဖို့အတွက်မေတ္တာပို့ဖြစ်အောင်ပို့ပါဖျားတပည့်တော်မပိုင်ဆိုင်ခဲ့ရသောတစုံတဦးသည်ယနေ့မှစ၍စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပါစေသွားလေရာလာလေရာကလမတိစုမညိပဲအန္တရာယ်ကင်းရှင်းပါစေစိတ်သောကတွေကင်းဝေးပြီးနာကျင်မှုတွေပပျောက်ပါစေကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာပြီးမြဲအေးချမ်းပျော်ရွှင်ပါစေစိတ်ဆင်းရဲခြင်းကင်းပါစေကိုယ်ဆင်းရဲခြင်းကင်းပါစေဖျားတပည့်တော်ကိုမချစ်မြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူချစ်မြတ်နိုးသောတစုံတယောက်နဲ့တစ်ဆောင်တိုင်ပုတ်ဖတ်နိုင်ပါစေဖျားတပည့်တော်ကိုမချစ်မြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူချစ်မြတ်နိုးသောတစုံတယောက်နဲ့ပျော်ရွှင်စွာတူရှိနေနိုင်ပြီးခက်ခဲတွေကိုတူရင်ဆိုင်ဖြည့်ရှင်းနိုင်ကြပါစေဖျားတပည့်တော်ကိုမချစ်မမြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူရွေးချယ်သောတစုံတယောက်နဲ့လည်းစင်ပြေပြေရှိနေနိုင်ပါစေဖျားတပည့်တော်ပို့သောမေတ္တာသည်ထိုသူအားထိခိုက်စေလိုခြင်းလင်းမရှိသောကြောင့်မေတ္တာစူးတာတွေလည်းမဖြစ်ပါစေနဲ့ဖျားမေတ္တာပို့တဲ့အခါမေတ္တာစူးပါစေဆိုတဲ့စိတ်နဲ့ညှိုးကြီးတဲ့စိတ်တွေနဲ့ပို့တာမျိုးမဟုတ်ပဲဖြူစင်ဆုံးသောမေတ္တာနဲ့ပို့တာမျိုးဖြစ်နေဖို့လိုပါတယ်ပိုင်ဆိုင်ခွင့်မရခဲ့တဲ့တစုံတယောက်ကိုစိတ်နာနေမဲ့အစားမေတ္တာပို့နိုင်အောင်ကြိုးစားခြင်းဟာမပိုင်ဆိုင်ရလဲဖြစ်တယ်ရစ်ဆက်သွားလဲစစ်ချစ်နေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒါကြောင့်ကိုချစ်ရတဲ့သူတွေကိုတတိယလာတဲ့အခါမေတ္တာပို့ဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်